COE ခြားတော့ account လေးကိုကျွန်တော်ထည့်ပါမယ်အဲ့တော့ခြားတော့ account ထည့်ဖို့ဆိုလို့ရှိရင်ဒီမှာ menu ခုရှိတဲ့ထဲကနေ accounting ဆိုတာလေးကိုနှိပ်လိုက်ပါ accounting ဆိုတာလေးကိုနှိပ်ဒီမှာခြားတော့ account ဆိုရှိပါတယ်ခြားတော့ account ပြီးလို့ရှိရင်ဒီမှာသူ့မှာ existing ရှိနေတယ်ခြားတော့ account တွေရှိတယ်ဒါတွေကိုသုံးမယ်ဆိုလို့ရှိရင်လည်းကိုပေးခြင်းတဲ့ name နဲ့အမည်လေးတွေပေးပြီးတော့ပြန်သုံးလို့ရတယ်အမှ edit လုပ်လို့ရတယ်ပေါ့နော် edit ဘယ်လိုလုပ်မလဲအရင်ဆုံး edit လုပ်တာလေးကိုကျွန်တော်ပြောမယ် edit ဘယ်လိုလုပ်လဲဆိုရင်ဒီမှာသက်ဆိုင်ရာဒီအပြာရောင်စလုံးလေးတွေပေါ်ကိုတစ်ချက်နှိပ်လိုက်အဲ့လို့ရှိရင်သူကဒီမှာ highlight လေးအောက်ကနေ line လေးတားပေးတယ်အဲ့ဒါဆိုလို့ရှိရင်ဒါ edit ဒီမှာလည်းပြန်နေ edit the detail of this account ဆိုဒီ account ကို edit ကျွန်တော်လုပ်လို့ရတယ် edit နှိပ်လိုက်မယ်ဒီမှာဒီ revenue အောက်မှာမဟုတ်ဘူးသူတခြားအောက်မှာထားခြင်းလားဥပမာအနေနဲ့ပြပြတာပေါ့နော်တခြားအောက်မှာထားခြင်းလားဒီ account type ကြီးကမှားနေလားမှားနေ account type ပြင်မယ်သူကတော့ for example သူကတော့ non current asset ဘယ်လိုသတ်မှတ်ထားတာကိုရီအနေနဲ့ကတော့ဒါ non current asset မသတ်ဖို့မဟုတ်ဘူး current asset သတ်မှတ်တာဆိုလို့ရှိရင်ဒီ account type တွေမှားနေမှာပုံမှာပြပြတာပေါ့နော်ဒီမှာ account type ကိုကျွန်တော်တို့ပြင်ပြီးတော့သုံးလို့ရတယ်ပြီး account code သူက200လို့ပေးထားတယ်ဒါပေမဲ့ကိုကအသစ် create လုပ်ချင်ဘူးသူ့မှာရှိတဲ့ဟာဒီ type လည်းမှန်တယ်ဒီ sale လည်းမှန်တယ်ဒီဟာလေးတွေ description လေးတွေလည်းကိုကဒါလေးတွေယူချင်တယ်အဲ့တော့ကိုအဓိကတော့ကို create လုပ်ထားတဲ့ code ကို3လုံးနဲ့တော့ပေးချင်ဘူးကိုရုံးမှာ3နေကြ5လုံး3တာ6လုံး3တာ9လုံး3တာစသဖြင့်ကိုသုံးတဲ့အတိုင်းလေးကိုပဲထည့်ချင်တယ်အတိုင်းလေးပဲမြင်ရတာပိုပြီး family ရဖြစ်တယ်ဆိုရင်ဒီမှာ account code လေးချင်းပြီးတော့သုံးမယ်ဆိုတော့သုံးလို့ရတယ်သူ့ရဲ့ account code ကတော့ဒီမှာ maximum 10လုံးပါနော်10 characters လို့ပြောထားပါတယ် limit က10လုံးထိပဲရပါမယ်10လုံးထက်ကျော်လို့တော့မရဘူးပေါ့နော်ဒါသူ system ရဲ့ရနိုင်တဲ့ဟာလေးတွေနောက်maximum လေးတွေသူပြောပေးထားတယ်ဒါတွေကကို customize တော့လုပ်လို့မရအောင်သူ့ရဲ့ system မှာရှိနေတာဟာကိုနဲ့ကိုကဖြစ်ပေးရမှာเนาะအဆင်ပြေအောင်လို့ကိုဘယ်လိုမျိုးသုံးမလဲဆိုတာလေးပဲတွေ့ရမယ်ပြီးရင်ဒီမှာ test တွေကိုပြောင်းချင်လားဟိုမှာ C test ကဆိုလို့ရှိရင်ကိုက 0% C test အနေနဲ့ကောက်ချင်တာလားအမဟုတ်ဘူးဒါကတော့ C test လို့သူကပေးထားငါတို့က C test အနေနဲ့မကောက်ဘူး test ကို exemption လုပ်မှာဆိုတော့ exemption ဒါကြတော့ default ပြောလိုက်လို့ရှိရင်ပြောရရင်ဒါ default ပေါ်နေမဲ့ဟာတွေပေါ့နော် default ပေါ်နေမဲ့ဟာတွေကို set လုပ်ခဲ့တာဖြစ်တဲ့အတွက် save ဖြစ်လို့ save test ကိုပဲကျွန်တော်ဝင်ထားမယ်ပြီးရင်ဒီဟာကို dashboard မှာပြချင်လားဆိုလို့ရှိရင်ပြချင်တယ်ဆိုရင် dashboard မှာပြချင်တယ်ဆိုတဲ့ဟာလေးကိုကနှိပ်လိုက်မယ်အဲ့တော့ဒီ save ဆိုတဲ့ COA နဲ့ထိတဲ့ transaction တွေကကျွန်တော်တို့ဒီပထမဆုံးဇာတ်နဲ့မှာပြခဲ့တဲ့ dashboard တွေမှာလာပြီးတော့ update လာဖြစ်မယ်ဒီ data တွေနဲ့ update လာဖြစ်ပြီးတော့သူ့ရဲ့ charge တွေကိုကျွန်တော်တို့ update မြင်ရမယ်ပေါ့နော်။ပြီးရင်ဒါ expand claim မှာ show ခြင်းလား expand dashboard မှာ expand claim ဆိုအောင်မှာရှိရဲ့ဒီရဲ့ transaction တွေက expand claim နဲ့ related ဖြစ်တဲ့ဟာလား related မဖြစ်တဲ့ဟာဆိုတော့ show လို့ on စရာမလို related ဖြစ်တဲ့ဟာဆိုတော့ on ရမယ်ပေါ့နော်။ဒါ payment to this account enable payment to this account ဒါ enable ဒီ payment အနေနဲ့ဒီအကောင့်ကိုတိုင်းပေးလို့ရမလားပေးလို့ရမယ်ဆိုရင်ကိုကပေးသုံးမှာဆိုလို့ရှိရင် on ခဲ့ပေးမသုံးဘူးဆိုမ on နဲ့ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ကို company ရဲ့ policy ပေါ့နော်ကို company ကဒီလိုမျိုးအကောင့်ကိုတော့manual ရိုက်ထည့်တာမျိုးပေးလုံးဝတုံးချင်ဘူးစားသဖြင့်ပေါ့နော်ဒီ auto setup ပုံစံမျိုးနဲ့ပဲသွားမယ်စားအဲ့လိုမျိုးပေါ့ကိုရဲ့ company ကဘယ်လိုမျိုးparameter set လုပ်ချင်လဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဒီသူ့ရဲ့ function သူ့မှာရနိုင်တဲ့ function နဲ့ကိုရဲ့ company ကထားခြင်းတဲ့ policy parameter နဲ့ align လုပ်ရမှာပေါ့နော်လုပ်ပြီးတော့ကိုဘယ်လိုမျိုးသုံးမလဲအဲ့လိုပေါ့ဒီခါကျလို့ရှိရင်ကိုကကျတော့အဲ့လိုသုံးချင်တာမဟုတ်ဘူးတခြားလိုသုံးချင်တာဒါပေမဲ့ system မရနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဒါလုပ်လို့မရကိုကဒီ system တစ်ခုရေးပြီးဆိုလို့ရှိရင်ဒီ system ရဲ့ feature ကိုကဘယ်လိုမျိုးသုံးတဲ့အောင်သုံးမလဲပဲသူ့ရဲ့နောက်ကိုပဲ follow လိုက်မဖြစ်မနေ तू ကဒါကြီးမို့လို့ကိုကဒါအဲ့လိုတော့မဟုတ်ပေါ့နော်ကိုဘက်က customize လုပ်ပြီးတော့သုံးနိုင်တဲ့တမျိုးပေါ့ဒါပေမဲ့ဒါက online software လေးဖြစ်တဲ့အတွက်သူ့ရဲ့ package မှာဘာနဲ့သူ feature လေးတွေနဲ့ကိုက align ဖြစ်အောင်လည်းလုပ်လို့ရပါမယ်နော် attach ပုံကိုဆိုရင် attach ပုံ show လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ COA နဲ့ထိပြီးတော့ transaction တွေ save transaction တွေလုပ်ပဲဆိုလို့ရှိရင်dashboard မှာလာပြီးတော့ update လုပ်မှာပေါ့နော်အဲ့လိုမျိုးဒီအတိုင်းမလုပ်ချင်ဘူးသူ့ရဲ့ဟာတွေမလုပ်ချင်ဘူးကိုယ့်ဟာတကူ COA အသစ် create လုပ်ချင်တယ်ဆိုလဲ create လုပ်ပါ COA ကိုအပြင်မှာ exam နဲ့ကိုကဆွဲထားပါဒီမှာ save ဆိုလို့ရှိရင်ကုတ်ဘယ်လိုပေးမယ် save လုပ်ပေးမယ် account name ကို save လုပ်ပေးမယ် account description ကိုပါတယ် account type ကိုတော့ revenue လို့မထားချင်ဘူး save ပဲထားချင်တယ်ဆိုလို့ရှိရင်လည်း save ပေါ့နော်ဒါကိုကြိုက်တာလက်ရှိကိုသွားနေတဲ့ပုံစံပေါ့ကိုသွားနေတဲ့ပုံစံကိုဒီမှာဒီအတိုက်တွေကိုရွေးပြီးတော့ပြောင်းလို့ရတယ် status
ခုလည်းမထားချင်ဘူးငါတို့ဆိုရင်မှာ status မကောက်ဘူး exemption ထားတာဆိုရင်လည်း exemption နဲ့ရွေးခဲ့လို့ရတယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ညာကိုချက်တာဒီမှာသူ့ရဲ့ system မှာရတဲ့ feature ကိုကိုယ့်ရဲ့လက်ရှိသုံးနေတာနဲ့အဆင်ပြေအောင်သုံးလို့ရပါတယ်နော် edit တွေပေးထားတယ်ပြီးရင်မလို့ချင်ဘူးဒါသူ့ရဲ့ဟာတွေကိုကိုကအကုန်လုံးဖြတ်ပစ်ချင်တယ် okay ဒီမှာဖြတ်လိုက်လို့ရတယ် delete လုပ်ပြီးတော့ကိုကအသစ် create လုပ်လို့ရတယ်ဒါမှမဖြစ်ပါနဲ့နော်သူတချို့ဟာတွေ auto setup တွေရှိအောင် auto setup တွေရှိနေတာဟာမျိုးဆိုလို့ရှိရင်တော့ကြာအဆင်မပြေမှာဆိုလို့ဒီမှာသူကအများကြီးပဲတချို့ဟာတွေ backend ကနေ setup လုပ်ထားတဲ့ဟာမျိုးတွေရှိကောင်းရှိနိုင်တယ်အဲ့ဒါမျိုးတွေကြာလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ system ရဲ့ policy တိုင်းကိုလိုက်နာတာရှိတယ်တကယ်ပြောင်းကျင်တယ်ဆိုလို့ရှိရင် banner နဲ့ contact လုပ်ပြီးတော့ဒီ system တစ်ခုCOA ကိုတော့ငါတို့ရဲ့ COA နဲ့ replay လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးသူတို့လုပ်ပြီးတဲ့အခါသူတို့ဘက်က support ပေးမှာပေါ့ဒါကဝယ်ပြီးတဲ့နောက်မှာquality တက်မယ်ကိစ္စပေါ့နော် banner နဲ့ quality တက်မယ်ကိစ္စပါလက်ရှိတော့ကျွန်တော်အဲ့လောက်ထိတော့မပြောတော့ဘူးအခုဒါသူ့ရဲ့ existing မသုံးဘူး new သုံးနေတယ်ဆိုလို့ရှိရင် create လုပ်လို့ရပါတယ် create လုပ်ရမှာဒီမှာ add account ဆိုတာလုပ်ရမယ် add account ဆိုတာက save တို့ expand တို့cost of sale တို့income ကတခြား other income တွေပြီးရင် fee set တွေ liability တွေnon current liability ရောcurrent liability တွေ equity တွေဒါတွေကိုသုံးတာပါပြီးလို့ရှိရင်ဒီ creditor တွေ debtor တွေစသဖြင့်တခြားသော account တွေအားလုံး cash မှာလွယ်၍ပေါ့နော် cash မှာလွယ်၍ကျန်တဲ့ COA အားလုံးကို add account နဲ့ create လုပ်ရပါတယ်အဲ့တော့ cash နဲ့ related ဖြစ်တဲ့ account တွေ petty cash bank cash တို့ဒါတွေဆိုလို့ရှိရင်တော့ဒီဟာနဲ့ပဲသုံးလို့ရပါမယ်เนาะဒီ add bank account ဆိုတာနဲ့ပဲ create လုပ်ရပါမယ်ဥပမာ bank account ကိုယ့်ရဲ့ bank saving account နဲ့ဒီမှာချိန်ရမှာကျွန်တော်တို့ဒီ online system တွေမှာ auto account တွေနဲ့ချိန်ချင်တယ်ဆိုလို့ရှိရင်ချိန်လို့ရတဲ့ဟာဖြစ်တဲ့အတွက်သူကကိုယ် saving account ကိုဒီမှာထည့်လို့ရတယ်အဲဒါဆိုလို့ရှိရင် bank account နဲ့ဒါမှမဟုတ်ဘူးကျွန်တော်တို့က just manual cash in hand ပုံစံမျိုးထည့်မှာဆိုရင်တော့ cash in hand account ပေါ့နော် cash in hand account create လုပ်ရမယ်ပြီးလို့ရှိရင် bank cash in bank ပြီးလို့ရှိရင် petty cash ဒီသုံးခုခွဲမယ်အဲ့ဒါရင်မကသေးဘူးငါတို့တခြား cash နဲ့ပတ်သက်တဲ့တခြားကိုခွဲထားတဲ့ other cash points မယ်ဥပမာ bank account saving တို့ current တို့ရှိတဲ့အထဲမှာရှိတဲ့ဟာကိုပဲကို bank account နဲ့သုံးမယ်ဥပမာအခုခေတ်ကကျတော့ digital payment တွေကအသုံးလာကြတယ်လေ QR နဲ့လက်ခံတာရှိတယ် digital payment ရဲ့ wallet ထဲမှာရှိတဲ့ဟာကိုကိုက account နဲ့ချိန်ထားရင်လည်းအမြဲမရွှေ့နေဘူးauto ရွှေ့တာမဟုတ်ဘူးလေ account wallet to account ဆိုတာကိုက manual ရွှေ့မှာအဲ့တော့ manual ကတော့အများမရွှေ့နေဘူးကိုကသူ့ limit လောက်ရှိခဲ့ကြမှာကိုကထုတ်သုံးတာဆိုလို့ရှိရင် daily ပေါ်နေတဲ့ဒီ wallet ရဲ့ balance ကိုပေါ်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာကိုကdigital wallet အနေနဲ့တစ်ခါတစ်ခု cash တစ်ခုအနေနဲ့ထည့်ကျင်တယ်ဆိုထည့်လို့ရဒါကတော့ကျွန်တော်တွေးကြည့်တာပေါ့နော်ဒါပေမဲ့အပြင်မှာတကယ် account တွေအဲ့လောက်ထိခွဲချင်မှလည်းခွဲမယ်ခွဲတဲ့လူလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့လိုအဲ့ဒီ cash နဲ့ပတ်သက်တဲ့ဟာကို digital cash ပဲဖြစ်ဖြစ် cash in bank ပဲဖြစ်ဖြစ် cash in hand ပဲဖြစ်ဖြစ်အဲ့ cash နဲ့ပတ်သက်တဲ့ account တွေအကုန်လုံးတော့ add bank account နဲ့ create လုပ်ပေးရပါတယ်ဒီ add account မှာနေရတာ cash ပေးလိုက်မယ်တကယ် cash မဖြစ်ပါဘူးเนาะအားကြောင့်မလို့ဒီအောက်မှာလုံးဝ create လုပ်လို့မရပါဘူးOkay အဲ့တော့ဒီတစ်ခုမှတစ်ခုဒီမှာတစ်ခုကျွန်တော် create လုပ်ပြအောင်မယ် Genesis COA တွေကိုတော့ကိုယ်တိုင်ကိုယ့်အကိုယ်စေတဲ့မှာထည့်မယ်ပြီးလို့ရှိရင် system ထဲမှာcreate လုပ်ကြည့်ပါ bright လုပ်ကြည့်ပါပေါ့နော် Okay create လုပ်ကြမယ်အဲ့တော့ account နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာအရင်ဆုံးကျွန်တော်တို့ save ကို create လုပ်ပြန်ပြီးတော့ create လုပ်မယ်ပေါ့နော်သူရအောင်မတော့ဘူး save ဆိုတော့ကျွန်တော်ဒီမှာ revenue လို့ထားလို့ရတယ်revenue လို့ကိုကမပေါ်ချင်ဘူး save ပဲထားခြင်းနဲ့ account type ကိုလည်း save ပဲထားမယ် account name ကိုလည်း save ပဲထားမယ် account type ကို revenue လို့မပေါ်ချင်ဘူး save လို့ပဲပေါ်ချင်တယ်ဆို save လို့လည်းဒီမှာရွှေ့လို့ရတယ်เนาะ revenue လို့ပဲသုံးခြင်းတယ်လို့က revenue လို့သုံးဒါကအမျိုးတချို့ကကြတော့လည်း save နဲ့ပဲသုံးနေတယ်တချို့ကလည်း save လို့မသုံးတော့ revenue အနေနဲ့သုံးတယ်ဆိုတော့ okay အဲ့တော့ save အနေနဲ့ကျွန်တော်ကလက်ရှိ revenue အနေနဲ့သုံးလိုက်မယ်ပေါ့နော် revenue အနေနဲ့သုံးလိုက်မယ် account code ကိုကျွန်တော်9လုံးထားမယ်save ကို1နဲ့1ကနေစမယ်ပေါ့နော်ဒါက zero လေးတွေကိုတတ်မှတ်လိုက်ပေါ့နော်ဟိုမှာ profit and loss နဲ့ပတ်သက်တဲ့ဟာတွေကို income နဲ့ပတ်သက်တာတွေဆိုလို့ရှိရင်1နဲ့စမယ်လို့expand နဲ့ပတ်သက်တာတွေ2နဲ့စမယ်
ပြီးလို့ရှိရင် current asset တွေဆိုလို့ရှိရင်3နဲ့စမယ်ဒါမှမဟုတ်လို့ရှိရင်current asset ဆိုတော့3နဲ့စပြီးတော့ non current asset ဆိုလို့ရှိရင်တော့4နဲ့စမယ်လို့နောက်ပြီးဒါမှမဟုတ်ဘူးဒီလိုထပ်ပြီးတော့ကိုခွဲခြင်းနေတာပေါ့နော်မဟုတ်ခွဲဘူးအဲ့လိုမျိုးလေးပဲကိုကတိတောင်အောင်လုပ်မယ်အဲ့ဒါနဲ့3နဲ့4နဲ့စပြီဆိုတာနဲ့အော်ဒါလေး asset type တွေဆိုတာကိုတန်းသိနိုင်တယ်ကွာသိလားမလားအဲ့လိုမျိုးကိုကကုတ်ကလေးကိုသတ်မှတ်ထားအောင်မှာအခု9လုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်သူ့နောက်ကနေ senior တွေသွားလဲရတယ်ကွာသိလားရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့လို senior သွား senior သွားလို့ရှိရင်ကျတော့ကြည့်လိုက်တာနဲ့ကုတ်ဖို့ကြည့်တယ်ဒါဘာအကောင့်ဆိုခွဲဖို့မလွယ်တော့အဲ့တော့ income ဆိုရင်1နဲ့စမယ် expense ဆို2နဲ့စမယ်အဲ့တော့2နဲ့စတဲ့ကုတ်တွေမလဲဒါဒီ expense ကုတ်တစ်ခုပဲဒါပေမဲ့သူ့ရဲ့ expense ကုတ်အသေးစိတ်ကိုအသေးစိတ် account name ကိုမသိဘူးဆိုတော့ဒါဒီ expense ဆိုတာတော့ကို generally သိပြီကွာအဲ့အတွက်ကိုကအဲ့လိုမျိုးလေး different ဖြစ်အောင်ကိုပါတော့ကိုစီဝလေးကိုဆွဲပြီးလို့ရှိရင်ဒီမှာ create လုပ်လို့ရမယ်နော် name လေးပြလိုက်မယ်ဒါကျွန်တော်ကကိုပါတော့ကို save လုပ်တော့ပါမယ်နော် save account name က save account description ကတော့save for ဘာပေါ့ကိုပေးချင်တာပေးဖို့တော့ဒါကျွန်တော် exam ဟိုကြိုက်တာပြီးလို့ရတယ်နော်ပြီးရင် test on say test on test ကကြတော့ test on say test ကောက်မှာဆိုလို့ရှိရင် test on say ပေါ့နော် say test မှာကောက်ဘူးငါတို့ကဒီ say တွေကောင်က exemption လုပ်ထားတယ်ဆိုလို့ရှိရင်ဒီမှာကိုယ့်ကိုexemption ပေါ့နော် exemption မလုပ်ထားဘူးဆိုလို့ရှိရင်တော့ say test ကောက်မှာဆို say test လို့ဒီမှာတွဲတယ်ပြီးရင် dashboard မှာပြမယ် expense claim မှာလာပေါ်ခြင်းနဲ့ဆိုရင်အောင်မယ် payment account တွေသုံးနေတယ်ဆိုလို့ရှိရင်အောင်မယ်ဒါကတော့ကြိုက်တာကိုရွေးလို့ရပါတယ်ကျွန်တော် dashboard မှာသုံးမယ်ဆိုတာပဲ online မယ်ဒါ account type တစ်ခုနဲ့တစ်ခုပေါ်မှာမူတည်ပြီးတော့အပြောင်းလဲလေးတွေရွေးချယ်တာလေးတွေဒါမိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်မိမိတို့လက်ရှိသုံးနေတဲ့ဟာနဲ့ရှင်းပြီးတော့စဉ်းစားလို့ရတယ်နော်အဲ့တော့ save ကိုနှိပ်လိုက်မယ် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် create လုပ်လိုက်တယ် revenue ဆိုတာလေးပေါ်လာပြီအဲ့တော့ကျွန်တော်တို့ transaction တွေလုပ်တဲ့ခါကျရင် save နဲ့ဆက်တက်လုပ်မယ်ဆိုလို့ရှိရင်200ဆိုလို့ရှိရင်သူ့ရဲ့ save 9လုံးပါထားရတာကိုယ့်ရဲ့ account ဆိုတာထင်ရှားသွားတိတာသွားပြီပေါ့နော်အဲ့တော့မှားစရာမရှိတော့ဘူးသူနဲ့မတူအောင်လုပ် create လုပ်ချင်တယ်လုပ်ရမဟုတ်ဘူးတစ်တွေတော့ create မလုပ်ချင်ဘူးကိုကတော့တစ်ခုလောက်ပဲလုပ်ချင်တယ်လုပ်တက်ပြီးရပြီသူရှိတာတွေပဲဆွဲယူသုံးမယ်ဆိုလို့ရှိရင်လည်းသူရဲ့ COA ကိုနည်းနည်း draft လေးလိုက်ကြည့်လိုက်ပေါ့နော်လိုက်ကြည့်ပါလေသူ create လုပ်ထားတယ်ဒါနဲ့လုံလောက်မလုံလောက်ထပ်တိုးမယ်ဆိုရင်သူ့လို3လုံးလေးထပ်တိုးလိုက်ပေါ့နော်လုံလောက်တယ်ဆိုရင်တော့ဒီတိုင်းလေးပဲထားလိုက်ပါဒါက UU အကောင့်ကို create လုပ်တာပါပြီးလို့ရှိရင်ဘန်းကောင်လေးကို create လုပ်ပြပါမယ်နော်ဘန်းကောင်ဒီမှာဆိုလို့ရှိရင်ကိုကတကယ် country ကကျွန်တော်ကထိုင်နိုင်ရေးထားလို့ထိုင်နိုင်တယ်။မတို့ကမြန်မာရေးထိုင်မြန်မာပေါ့နော်။ဒီမှာဆိုလို့ရှိရင်ကိုကထိုင်နိုင်ရေးထိုင်နိုင်ရင်ဘန်တွေကိုဒီမှာရှာလို့ရတယ်။စင်ကာပူရေးထားလို့ရှိရင်စင်ကာပူရဲ့ဘန်တွေကိုရှာလို့ရတယ်။ဒီမှာဘန်ကောက်သူပေါ်နေတယ်ဒီမှာထိုင်းဆိုရင်ဘန်ကောက်ဘန်ပေါ်နေတယ်ဒီမှာ city ဘန်ပေါ်နေတယ်ပြီးရင်ခြေဘန်ပေါ်နေတယ်ပေါ့နော်ပြီးရင်ဒီမှာသူ့ရဲ့ဘန်ဒါလောလောဆယ်ဒီဘန်တွေပေါ့နော်နောက်ထပ်တခြားဘန်5မျိုးပေါ်နေပေါ့နောက်ထပ်တခြားဘန်တွေရှိသေးတယ်ဒီမှာရှိတခြားဘန်တွေကိုကိုဖွင့်ထားတဲ့အကောင့်ကကိုဒီမှာအော်တိုချိန်မဲ့ကိုရဲ့အကောင့်ကဒါကကျတော့နိုင်ငံသားကြီးမှာကျွန်တော်မြန်မာနိုင်ငံမှာတော့ဒီလိုဘန်အကောင့်နဲ့တိုင်းရိုက်ချိတ်တဲ့ဟာကမလုပ်သေးဘူးပေါ့နော်ဘာဖြစ်ဆိုတော့ဒါကဘန်က integrate လုပ်မှာလားကျွန်တော်တို့ကဒါကိုသုံးလို့ရတာအခုဒီမှာကျတော့ကျွန်တော်တို့ဘန်နေနဲ့အဲ့လိုမျိုးdirect payment နေရမရသေးဘူးတဲ့အတွက်ဒီမှာကျွန်တော်မြန်မာမှာဆိုတော့မလုပ်ဘူးเนาะဒါပေမဲ့နိုင်ငံသားတွေမှာကျတော့သူကတိုက်ရိုက်ဘန်အကောင့်နဲ့ဒီမှာချိန်တယ်အဲ့တော့ဘန်ကိုရှာပြီးလို့ရှိရင်ဒီကိုဘန်အကောင့်တိုက်ရိုက်ထည့်တာဒီထဲအခုအဲ့လိုတိုက်ရိုက်မထည့်ပဲနဲ့ကျွန်တော်တို့ရဲ့အကောင့်ကိုပဲcash in hand ဆိုတာမျိုးပဲသုံးတာစင်ကာပူဆိုစင်ကာပူရဲ့ DBS တို့OCBC တို့အဲ့ဒါရှာလို့ရတယ်ပေါ့နော်ဒီမှာသူကြလဲကြနေပါလိမ့်မယ်အဲ့ခါကြလို့ရှင်လေအဲ့လိုမျိုး create လုပ်ရတကယ်အခုကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကြတော့မြန်မာနိုင်ငံအနေနဲ့အပြင်အခုလက်ရှိ testing ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတကယ်ဘန်ကောင်တွေလည်းသုံးလို့မရဘူးဒီ system ကြီးတွေလည်းဘန်အနေနဲ့ link မဖြစ်နေဘူးအဲ့တော့ကျွန်တော်တို့ဒီဘယ်လိုပဲဖြစ် cash in hand တို့ practice တို့ manual create လုပ်ရတာမှာအဲ့တော့ manual create ဒီမှာဆိုလို့ရှိရင် add without bank fee အဲ့တော့
bank နဲ့ကျွန်တော်တို့မချိတ်ဖ ೇನೆ ကျွန်တော်တို့ကိုယ့်ဘာသာကို bank account ဟို cash account ဖွင့်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင် credit card payment provider connect to zero ပါညာဒီမှာသူပြောထားတယ်နော် payment provider တွေသူတို့က check ထားပြီးသားသူတို့ရဲ့ business နဲ့အခုကျွန်တော်တို့ကကျတော့အဲ့ဒါလေးအကောင့်တကယ်အကောင့်လေးကျွန်တော်သုံးလို့မရကိုယ့်သူ့ရဲ့ဟာလေကျွန်တော်ဝယ်သုံးထားမှာ try version ဖြစ်တဲ့အတွက်ဒါနဲ့ပဲကျွန်တော် trade လုပ်မယ်ဒီမှာဆိုလို့ရှိရင်ဟိုတော့ PF လောက်မှလားဆို continue လုပ်လိုက်မယ်နော်ကျွန်တော်တို့ continue လုပ်မယ်ပြီးလို့ရှိရင်ဒီမှာ bank name ဒီမှာကျွန်တော်မြန်မာမှာဆိုလို့ရှိရင် KY bank လား KY bank account bank နေရာ KY bank account အဲ့မှာကို့မှာbank နေရာအများကြီးရှိ cash ရှင်ရအောင်မှာကိုကbank account cash ရှင်ရလို့မခေါ်ချင်ဘူးကွယ်ကိုကဒီ bank account လေးနဲ့တစ်ခုချင်းဟာလေးကိုဖော်ပြချင်တယ်မှာကို company ကAR လေးသုံးတယ် CV လေးသုံးတယ် KBZ လေးသုံးတယ်ဆိုတော့ရှိရင်ကိုကအဲ့ account တစ်ခုချင်းရဲ့ဟာကိုကိုကဒီမှာ direct transaction ဟို bank နဲ့ link တိုက်ရိုက်မချိတ်ထားတော့ညာလဲကိုဒီ payment ကို KBZ ကပေးလိုက်တယ်ဆိုလို့ရှိရင် KBZ ဆိုတဲ့ cash in hand လေးနဲ့သုံးချင်တယ် AR လေးနဲ့ပေးလိုက်လို့ရှိရင် AR ရဲ့ cash in hand လေးနဲ့သုံးပြီးတော့ကိုယ့်ရဲ့ system မှာတကယ် balance နဲ့ bank balance နဲ့ reconcile လေးလုပ်ချင်တယ်အဲ့လိုလေး create လုပ်မယ်လို့တွေးလို့ရှိရင်လုပ်လို့ရတယ်အဲ့လိုမဟုတ်ဘူးကိုဘာသာကိုပဲအပြင်မှာ reconcile လုပ်မယ် cash in hand လို့ပဲပုံမယ်ဆိုလို့ရှိရင် cash in hand လို့ရပါ cash in hand အကောင့်နဲ့လည်းကျွန်တော် cash in hand ပဲလေနော်အကောင့်တိုက်ကကျွန်တော်တို့က credit ကလည်းမဟုတ် debit ကလည်းမဟုတ်အားသာအဲ့နော်မကန်နဗလီကျွန်တော်ထည့်စရာမလိုဘူးဘာလို့စဒီမှာအကောင့်ကုတ်ကလည်းကျွန်တော်ချိန်ရမယ်ကျွန်တော်တို့ကကတ်တင်နဲ့ချိန်တာလည်းမဟုတ်ဘူးဟိုတကယ်အကောင့်နေလဲချိန်တာမဟုတ်တကယ်လို့ကိုက KBZ AR bank မှာAR အကောင့် market ရှင်ဟန်ပေါ့နော်ဘန်နေက AR အကောင့်အကောင့်နေကတော့ cash ရှင်ဟန် for AR ဒီမှာဆိုလို့ရှိရင်အားသားကိုရေးပြီးတော့အကောင့်နံပါတ် AR အကောင့်နံပါတ်လေးဒီမှာထည့်ထားခြင်းတယ်အဲ့လိုမျိုးဆိုရင်လည်းဒါဘယ်လိုမျိုးကိုသုံးရင်အဆင်ပြေမလဲဆိုတာလေးကိုတစ်ချက်ကြည့်ပြီးတော့သုံးကြည့်ပေါ့နော်အခုကကျွန်တော်တို့ cash ရှင်ဟန်အဲ့တော့ cash ရှင်ဟန်အကောင့်ကဘာလဲခုနကကျွန်တော်တို့1ဆိုလို့ရှိရင် income 2ဆိုလို့ရှိရင် expense 3ဆိုလို့ရှိရင်assets 4ဆိုလို့ရှိရင် current assets 4နဲ့ကျွန်တော်စာလိုက်မယ် cash in အောင် 4နဲ့စာလိုက်မယ်4တောင်ထားလိုက်မယ်ပေါ့နော်ကျွန်တော်5လုံးထားတာဒီမှာဒီ account ကုတ်ကတရားကိုပဲထည့်ချင်တယ်ရတယ်မထည့်လဲရတယ် option နဲ့တော့ထည့်လိုက်ပါမယ်ဒီမှာကျွန်တော်က time bet နဲ့ကျွန်တော်ကလုပ်ထားတာကျွန်တော်ရဲ့ bank ကျွန်တော် company ရဲ့ currency က time bet ဖြစ်တဲ့အတွက် time bet ပဲပေါ်နေတယ်အကေမိမိကမြန်မာအနေနဲ့ဝင်ထားတယ်ဝင်တော့မြန်မာအနေနဲ့ပဲဝင်လိုက်တယ်ဆိုလို့ရှိရင်တော့မြန်မာ currency MMKD တက်ပေါ်ဖြစ်နေပါလိမ့်မယ်စင်ကာပူနဲ့ဝင်တဲ့လူကအကြီးဖြစ်နေမယ်ကျွန်တော်ကတော့ time bet နဲ့ဝင်ထားတာဖြစ်တဲ့အတွက် time bet ဆို currency လေးပေါ်နေတယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့4000လေးရှာကြည့်အောင်ဒီမှာ4000 cash in hand လေးဒီမှာ bank လို့ပေါ်သွားနော်ကျွန်တော်တို့ bank အနေနဲ့ထားကြအောင်လို့ bank ပြီးလို့ရှိရင်ဒီမှာ cash in hand လို့သူက bank အနေနဲ့ပြနေပြီမဲ့ကျွန်တော်တို့ cash in hand ပြီးရင်နောက်တစ်ခုက cash bank ပြီးရင် pretty cash ကျက်တယ်လို့ရေးလို့ရတယ်နော်သူကကျတော့ဒီဟိုနဲ့သွားထားတာမလို့ link ပုံစံကျွန်တော်တို့ bank ကချိတ်တဲ့ပုံစံနဲ့သွားတာမလို့ဒီမှာ bank လို့ပေါ်ပါမယ်တကယ်ဒီမှာcash in hand ကျွန်တော်တို့ cash in hand အနေနဲ့မှာတော့ပေါ်မှာနော် okay ဒါက manual create လုပ်တာပါ add account ရဲ့ add bank account ရဲ့ကို manual create လုပ်တဲ့ပုံစံလေးကိုပြပေးတာပါဒါမိမိကကိုမှဒီ COE တွေဆွဲပြီးလို့ရှိရင်တကောင်းချင်းနေ manual တွေထက်ကိုပုံစံနဲ့ကိုဒီမှာ စိတ်ကြိုက်စမ်းလို့ရတယ်စိတ်ကြိုက်ထည့်လို့ရတယ်မှိုင်ပြင်လို့ရတယ်နဲ့မပြင်ဘူးဒါကြီးကလုံးဝကိုဒီဖြစ်ပြင်မယ်ဆိုလို့ရှိရင်เนาะဒီဟာလေးကို online ပါပြီးလို့ရှိရင်ဒီမှာ delete ဆိုတာလေးကလင်းလာမယ်ပေါ့နော်အဲဆိုလို့ရှိရင် delete လုပ်လိုက်ပါတကယ်လို့ test break ကိုချိန်နေတယ်ဆိုတော့ဒီမှာ change test break ပေါ့နော်မဟုတ်ဘူးကိုကဒါလေးကပြင်နေတာဆိုရင်တော့ဘာမှဆက်လက်မှတ်စရာမလိုဘူးဒီအပြာရောင်စလုံးဝေါ်လေးကိုတင်လိုက်တာနဲ့ highlight line လေးသူတာပြထားတယ်ဒါ line လေးတာပြတယ်အဲ့ဒါကိုမှ click နှိပ်လိုက်အဲဆို edit လုပ်လို့ရပါတယ်နော်ဖြစ်ချင်တယ်ဆိုရင် click on delete လုပ်โอเคပါဒါကကျွန်တော်တို့ဖြစ်တဲ့ဟို menu ထည့်တဲ့ပုံစံလေးပါ menu ရဲ့အကောင့်လေးတွေ check create လုပ်ကြည့်ကြပါကျေးဇူးတင်ပါတယ်